မလေးကဘယ်လိုလဲဆိုတော့အရန်တော်တယ်ဘာလို့လဲဆိုတော့တိုက်ထားခြင်းလည်းမရှိဘူးတိလည်းမသိတဲ့ကောင်ဘယ်လိုလဲအပေးယူဆိုတော့စင်ပေါ်မှာတောင်မှတယောက်နဲ့တယောက်အပေးယူများမှာလို့ကောင်းတာကျွန်တော်တို့နှစ်ယောက်ကဒစိမ့်ကိုကဒီလိုမြောက်လိုက်တာနဲ့ तू ကဒီလိုမြောက်ပြီးသားပဲညီမလေးထိုင်လိုက်လို့တစ်ချက်ပြောလိုက်တာ तू ထိုင်ပြီးသားအဲ့လိုမျိုးအထာနှက်တာပေါ့နော်အထာနှက်တော့အပေးယူများတော့အားလုံးကဝိုင်းပြီးတော့ချင်းမွန်းကြတာပေါ့နောက်ပြီးတော့တချို့တွေဆိုတော့သူတို့ဘွက်တွေကကောင်မလေးပါကွာလို့ပြောတဲ့အထီကိုမှကောင်းတာပေါ့ညီမလေးက OMG spicy ဦးစတီရှာရတာခေါက်ဆွဲ OMG veggie ဒီရွက်ဆောင်မီတော့ခေါက်ဆွဲ OMG spicy ရှုရှဲဦးစတီရှာရတာခေါက်ဆွဲ OMG veggie ကုန်လုံးတွက်လာပြီ Oh my godဘလို့အားရနေရှေ့ဆက်သွားမလဲဆိုတော့ကျွန်တော်ရဲ့မိသားစုအားတွေပြီးတော့ကျွန်တော်အမေရဲ့အားကျွန်တော်ဆွေမျိုးတွေရဲ့အားကျွန်တော်မိသားစုတွေရဲ့အားနောက်ပြီးတော့ဆရာရဲ့အင်အားတွေနဲ့2026ကိုပို့ပြီးတော့ဒီနေ့ဆိုင်းရင်မုံနဲ့လက်ဖြတ်ဆိုင်းရင်မုံပြိုင်ပြီးတော့အကောင်းဆုံးကျွန်တော်ချစ်တဲ့ပြည်သက်ကြီးကျွန်တော်ချစ်တဲ့မိသားစုအကောင်းဆုံးတစ်ဆက်ကပြောတော့ပါမယ်အဝမ်းသာပီတီကတော့ချစ်တဲ့နေ့လေတော့ဒီနေ့ကအမေများနေ့ဆိုတော့မရလည်းဖြစ်တော့ဖုန်းမရမကချိတ်ဆက်ပြီးတော့ဖုန်းအမေနဲ့ဖုန်းပြောပြီးတော့စုငွေတွေကဟိုပါပေါ့9သိန်းလောက်ကိုသိတယ်မလားနဲတယ်များတယ်ဟိုမလုပ်ခွင့်နဲ့ကို့အမေကိုကြော့ချင်လို့ဆိုပြီးတော့ပတ်စံတော့အမေလည်းတယ်အမေဟိုတူမတွေကိုလွှဲပေးလိုက်မယ်ဆိုပြီးတော့ပြောပြီးတော့ငွေရလွှဲပြီးတော့အမေရှိတော့မရဘူးလက်ဆက်ပြထိတ်မှမလို့ကြော့ပြီးပြီဒီနေ့အမတ်တရပေါ့နော်အမေကဟိုမဲအောင်မလားကတာမတွေ့မှာဆိုလို့ကိုကအမေမဲအောင်မလားကတာကျွန်တော်မိန်းကလေးလိုလုတ်ကတာဆိုတော့ကြည်ပြီးပြီတဲ့တူမတွေကလာဖို့တယ်ပေါ့နော်ဖုန်းလေးနဲ့လာပူပေးတယ်ဆိုတော့ဝမ်းသာနေပါတယ်အရန်ကိုပျော်ရွှင်မိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဂျုံနဲ့ရောက်ပြီဆိုတော့ဒါကျွန်တော်အားပေးတာပေါ့နော်ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေလက်ဆောင်တွေလာပေးတယ်ဆိုတော့ပို့ပြီးတော့အမတ်တရဖြစ်စေတာပေါ့နော်အဲ့လိုမျိုးကိုချစ်တဲ့မင်းသားလေးဝစ်ပါစီတော့တောက်ပါစီတော့စားပါစီတော့ဆိုပြီးမှစုတော်ငွေတော်၎င်းဝစ်စားတော်၎င်းနာယီတော်၎င်းတကူလုံးပေါ့နော်အဲ့လိုမျိုးလေးအားပေးချစ်ခင်ကြတဲ့အတွက်အရန်ပဲဝမ်းသာပျော်ရွှင်မိပါတယ်ဒါကြောင့်မလို့ကျွန်တော်မိသားစုတွေအားပေးတာနဲ့ထိုက်တန်အောင်လို့မင်းသားကောင်းလေးတစ်လက်ဖြစ်အောင်လို့ဒီတဲ့ပို့ပြီးတော့စူးစမ်းပြီးတော့ပြည့်ဆက်သွားပါဦးမယ်ဘာလို့လဲဆိုတော့ပြန်ပြီးတော့ကကျွန်တော်တို့ကပတ်စံလည်းပြန်မပေးနိုင်ဘူးကျွန်တော်တို့အဝတ်ထည်လည်းပြန်မပေးနိုင်ဘူးကျွန်တော်တို့ပေးနိုင်တာအမှုပညာရဲ့မြစ်တာရဲ့အစိတ်ချမ်းသာမှုပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်တို့စူးစမ်းပြီးတော့ပြည့်ဆက်သွားပါမယ်အကောင်းဆုံးနေကျွန်တော်တို့ဒီအမှုပညာတင်ဆက်တယ်ဆိုတာကအားပေးတဲ့ပြည်သက်မရှိရင်ဘလို့တင်ဆက်အဆင်မပြေဘူးကျွန်တော်တို့အတွက်ကောအဖွဲ့သားတွေအတွက်ကောအားလုံးအတွက်ပေါ့နော်ဒါကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့ပြည်သက်တွေအားပေးလို့ဒါကျွန်တော်ဒီချိန်ထိရက်တည်နေတာဖြစ်ပါတယ်တကယ်လို့များပထမပွဲမှာတည်းအားမပေးကျွန်တော်တို့ဒီဇက်ကဆက်ပြီးတော့ရက်တည်ပြီးတော့ကပြလို့ရမှာမဟုတ်ပါဘူးအခုဆိုရင်အားပေးချစ်ခင်မိသားစုတွေပြည်သက်တွေအားပေးမှုကြောင့်မလို့ပွဲတွေဆက်တိုက်ရတယ်ဆက်တိုက်ရတဲ့အတွက်ကျွန်တော်တို့အလုပ်ရတယ်နောက်ကကျွန်တော်ရဲ့အဖွဲ့သားတွေအလုပ်ရတဲ့အတွက်အရန်ပဲဆရာရဲ့ရီမန်းချက်ပန်းနိုင်ပေါ့ကျွန်တော်ရဲ့ရီမန်းချက်ပန်းနိုင်စိုင်းရင်မိုးအတွက်အဖွဲ့သူဖွဲ့သား60စာအတွက်အလုပ်ပေးနိုင်ရမယ်ဆိုတော့ကျွန်တော်တို့ကရီမန်းချက်နဲ့ဒီအောင်စလုပ်ခဲ့တာဟုတ်စလုပ်ခဲ့တဲ့အတွက်ကျွန်တော်တို့ရီမန်းချက်အောင်မြင်တယ်လို့ပဲပြောရမှာပေါ့နောက်ပြီးတော့ဘယ်လိုခံယူလဲဆိုတော့ဆက်စင်မော်ရောက်တဲ့ကကျွန်တော်မထွက်ခင်တည်းကပြည်သက်ကိုထဲရနေကြော့ပြီးတော့ကျွန်တော်မှရှိတော့ကျွန်တော်မှတတ်တော့အမှုပညာများနဲ့ဒီနေ့လာရောက်တဲ့ပြည်သက်ကြီးကိုအစွမ်းကိုပေးဆက်လို့ကျေးဇူးဆက်ပါမယ်ဆိုပြီးတော့တစ္ဆာတိုင်တယ်ပြီးတော့အမြဲတမ်းကလေးရှိပါတယ်ဒါကြောင့်မလို့အညမှာတော့ကျွန်တော်မလျှော့သောဆွဲနေပေါ့နော်သူများတွေဆိုမင်းသားရေလျှော့ပါအောင်အဲ့လောက်ထိပြောရတဲ့ကျွန်တော်စူးစမ်းပန်းစားလက်ဆက်တော့ပါမယ်နောက်လဲမခုမကပ်ဖ ೇನೆ စူးစမ်းတော့ပါမယ်ညီမလေးကဘယ်လိုလဲဆိုတော့အရန်တော်တယ်ဘာလို့လဲဆိုတော့တိုက်ထားခြင်းလည်းမရှိဘူးတိလည်းမသိတဲ့ကောင်ဘယ်လိုလဲအပေးယူဆိုတော့စင်ပေါ်မှာတောင်မှတယောက်နဲ့တယောက်အပေးယူများမှာလို့ကောင်းတာကျွန်တော်တို့နှစ်ယောက်ကဒစိမ့်ညီမလေးကပွဲလာကြည့်တာကျွန်တော်မင်းသားအောက်ကိုရင်းနှီးမှုရှိအောင်လို့ကျွန်တော်မိသားစုနဲ့ထိတွေ့ရင်လည်းမထင်မှတ်ပဲနဲ့တူတူကမယ်ဆိုလို့ပြောလိုက်ချင်ညီမလေးကထားလာတယ်ကျွန်တော်ကလိုက်ချင်မှာကိုကဒီလိုမြောက်လိုက်တာနဲ့ तू ကဒီလိုမြောက်ပြီးသားပဲညီမလေးထိုင်လိုက်လို့တစ်ချက်ပြောလိုက်တာ तू ထိုင်ပြီးသားအဲ့လိုမျိုး
အထာနှက်တာပေါ့နော်အထာနှက်တော့အပေးယူများတော့အားလုံးကဝိုင်းပြီးတော့ချီးမွမ်းကြတာပေါ့နောက်ပြီးတော့တချို့တွေဆိုလို့သူတို့ဘွဲ့တွေကကောင်မလေးပါကွာလို့ပြောတဲ့အထီကိုမှကောင်းတာပေါ့ညီမလေးကအဲဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်အဲ့ညီမလေးကိုလည်းပြောချင်ပါတယ်နောက်ပြီးတော့နောက်လဲဆုံးချင်ပါသေးတယ်ဆုံပြီးတော့တူတူကားချင်ပါသေးတယ်လို့ညီမလေးပြောချင်ပါတယ်ကလိုက်တော့ပို့ပြီးတော့ညီမလေးကတကယ်တော်ပါလားဆိုပြီးတော့ပို့ပြီးတော့ပျော်ရွှင်မိတယ်ပေါ့နော်ကိုနဲ့တွဲကားတဲ့ကောင်မလေးကနောက်တချို့ဆိုရင်လည်းတချင်းလေးတွေမရဘူးကိုဆိုရင်အနောက်ကနေပြီးတော့လိုက်ဆိုပြီးတကယ်တမ်းကျတော့ရှင်းရှင်းပြောရင်ကိုအမှုပညာကိုကြည့်ချင်လို့လာတာဘာမှဆိုစရာအကြောင်းမရှိဘူးဒါပေမဲ့ကိုမင်းသားလေးကိုချစ်လို့ကိုအမှုပညာကိုချစ်လို့အောက်ကလည်းလိုက်ဆိုလက်ကလေးတွေမြောက်ပြီးကပါအောင်ဆိုတော့ကိုပြောတဲ့အတိုင်းသူတို့မှလိုက်ကရှာတယ်တချင်းလေးဝိုင်းဆိုကူပါအောင်ဆိုလဲဆိုကူတဲ့အတွက်ဒါတအုပ်နဲ့တူနှွေးထွေးတဲ့မြစ်တာပေါ့နော်မိသားစုလိုမျိုးဖြစ်ပြီးတော့မှရင်းနီးနီးဖြစ်တဲ့အတွက်ရမ်းမဲ့ပျော်ရွှင်နေဒါကြောင့်မလို့တမိသားစုတွေပျော်လို့ကတာပျော်လို့ဆိုတာပုံစံမျိုးနဲ့ကျွန်တော်မိသားစုစတိုင်လေးသွားတာပေါ့နော်ကျွန်တော်မိသားစုတွေကပို့ပြီးတော့အားပေးလာတဲ့အတွက်အားပေးတာနဲ့ထိုက်တန်အောင်လို့ကျွန်တော်ကပို့ပြီးတော့စူးစမ်းရမယ်ဘာလို့လဲဆိုတော့တချို့ကြတော့လဲပွဲစဉ်ပွဲတိုင်းလိုက်အားပေးတဲ့ကျွန်တော်ရဲ့မိသားစုတွေရှိတယ်မိသားစုတွေရောအသစ်အဟောင်းနေကြီးပဲပွဲတိုင်းမချပြခြင်းအဲ့အတွက်အသစ်တွေလည်းစူးစမ်းပြီးတော့အပတ်တကုတ်စူးစမ်းပြီးတော့ရိုးစူးစမ်းတာမဟုတ်နဲ့အပတ်တကုတ်စူးစမ်းပြီးတော့တပွဲနဲ့တပွဲမတူအောင်ရတာမျိုးစုံပေးစွမ်းနိုင်အောင်လို့အားဆိုင်ကိုစူးစမ်းပါမယ်လို့ခရီးပေးပါတယ်ဒါကြောင့်မလို့ကျွန်တော်ချစ်တဲ့ပရိသတ်ကြီးကျွန်တော်ချစ်တဲ့မိသားစုညနာမငယ်ရအောင်အားပေးတာနဲ့ထိုက်တန်အောင်ကျွန်တော်ဆိုင်ရင်မို့အစွမ်းကိုစူးစမ်းတော့ပါမယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်